ဒီနေ့တော့ဖြင့်ကပ္ပါတဝမ်းလုံးကိုခရဲရိုက်သွားစေတဲ့ AI model အသစ်တစ်ခုအကြောင်းပြောပြချင်ပါတယ်။ဒီလိုနိုင်ငံကနေထွက်ပေါ်လာတဲ့ Open Claw ပါ။သူ့ကြောင့်ဘာလို့ဒီလောက်တောင်စိုးရင်ပူပန်မှုတွေဖြစ်နေရတာလဲဆိုတာအတူတူကြည့်လိုက်ကြရအောင်။ ဟုတ်ပြီမေးစရာရှိတာကဒီရုပ်နိုင်ငံကထုတ်တဲ့ AI model အသစ်တစ်ခုကဘာလို့မြနိုင်ငံတကာသတင်းခေါင်းကြီးပိုင်းတွေအထိရောက်ပြီးတကဘာလုံးကစိုးရိမ်နေရတာလဲဒီမေခွန်ရဲ့ဖြေကိုရှင်းရှင်းလင်းလင်းသိရဖို့အတွက်အချက်အလက်ဒီကိုတစ်ခုချင်းစီလေ့လာကြည့်ကြပါမယ်ကဲဒီနေ့အဓိကပြောသွားမယ့်အကြောင်းအရာတွေကတော့ Open Claw ဆိုတာဘာလဲဆိုတာနဲ့စမယ်ပြီးရင်သူ့ရဲ့နီးပညာပိုင်းဘယ်လောက်ထူးခြားလဲကြည့်မယ်အဲဒီနောက်မှာတော့ဘာကြောင့်စိုးရိမ်မှုတွေဖြစ်နေရတယ်လဲကမ္ဘာ AI ပြန်ဆိုင်မှုမှာသူကဘယ်နေရာရောက်နေပြီလဲဆိုတာကို subnet ဆွေးနွေးသွားပြီးအနာကတော့မေကွန်တစ်ခုနဲ့ဆုံးသတ်မှာဖြစ်ပါတယ်ကောင်းပါပြီပထမဆုံးအနေနဲ့ဒီအငင်းဖွားမှုတွေရဲ့အဓိကဇက်ကောင်ဖြစ်တဲ့ Open Claw ဆိုတာဘာလဲဆိုတာကိုအရင်ဆုံးတဲတဲချာချာနားလည်အောင်ကြည့်လိုက်ကြရအောင်ဆိုတော့ Open Claw ဆိုတာက2026အစိုးပိုင်းမှာကျုံနီးပညာလန်ကန်စုကြီးတစ်ခုကနေထုတ်လိုက်တဲ့နောက်ဆုံးပေါ် AI model တစ်ခုပါပဲသူ့ရဲ့ထူးခြားချက်က multi-modal fit နေတာပါဆိုတော့ဒါကသူဟာစာသားဗီဒီယိုကွန်ပျူတာကုတ်တွေလို့မတူညီတဲ့အရာတွေကိုတပြိုင်တည်းနားလည်ပြီးအတက်ပြန်ဖန်တီးနိုင်တယ်တနည်းပြောရရင်စာရေးဆရာတယောက်လို့ဗီဒီယိုတီးဖြတ်သူတယောက်လို့ programmer တယောက်လို့တစ်ချိန်တည်းမှာအလုပ်လုပ်နိုင်တဲ့စွမ်းရည်မျိုးရှိနေတာပါကဲဒါဆိုရင်ဒီ AI ကိုတခြား AI တွေထက်တာလွန်ပြီးထူးခြားသွားစေတဲ့နည်းပညာပိုင်းဆိုင်ရာအချက်တွေကဘာတွေဖြစ်မလဲစက်ကြည့်လိုက်ကြရအောင် Open Talent ရဲ့တကယ်အဓိကအားသာချက်ကသူ့ရဲ့စွမ်းဆောင်ရည်တွေပါပဲစဉ်းစားကြည့်ပါရာသီဥတုလို့ stock sequence လို့ရှုပ်ထွေးတဲ့စနစ်တွေကိုအရင်ကထက်အစားပေါင်းများစွာပိုတိကျမှခံမှန်းနိုင်လာတယ်ဒါတွေမကသေးဘူးစာတကြောင်လောက်ရေးပေးလိုက်ရုံနဲ့အရေးသွေးမြင့်ဗီဒီယိုတစ်ခုဖန်တီးပေးနိုင်တယ်လို့ဗီဒီယိုတစ်ခုကိုကြည့်ပြီးအလုပ်လုပ်တဲ့ကွန်ပျူတာခုတ်တွေရေးပေးနိုင်တဲ့အထိစွမ်းပါတယ်အန်ဝိုးစရာအကောင်းဆုံးကတော့ဒီလိုစွမ်းရည်တွေရဖို့ data အများကြီးမလို့ပဲအချက်လက်နည်းနည်းလေးကနေကိုယ်တိုင်သင်ယူနိုင်စွမ်းရှိနေတာပါပဲအရင်က AI model တွေနဲ့ယဉ်ကြည့်လိုက်ရင် Open Claw ဘယ်လောက်တိုးတက်သွားလဲဆိုတာပိုပြီးရှင်းသွားပါလိမ့်မယ်အရင် model တွေကစာအုပ်ဖောင်းများစွာ data တွေလိုပေမဲ့ Open Claw ကတော့ data အများကြီးမလိုတော့ဘူးအလုပ်အသစ်တစ်ခုကိုတင်ပေးခြင်းလည်းအရင်လိုအချိန်အကြာကြီးပြန်လေ့ကျင့်စရာမလိုပဲချက်ချင်းကိုလိုက်လျောညီထွေဖြစ်အောင်လုပ်နိုင်တယ်။နောက်ပြီးတော့ စွမ်းအင်ထုံးဆွဲမှုမှာလည်းအများကြီးပိုပြီးထိအုပ်သက်သာအောင်တည်ဆောက်ထားတာတွေ့ရပါတယ်။ဟုတ်ပြီနီးပညာပဲဘလောက်အစွမ်းထက်တယ်ဆိုတာတော့သိလာပါပြီ။ဒါမဲ့အဲ့ဒီအစွမ်းထက်တဲ့စွမ်းရည်တွေကြောင့်ပဲကျွမ်းကျင်သူတွေကဘာကိုစိုးရိမ်နေကြတာလဲ။လက်တွေ့မှာဘလို့အကျိုးတက်ရောက်မှုရှိလာနိုင်မလဲဆိုတာကိုအာရုံစိုက်ကြည့်ကြအောင်။ဒီနီးပညာနဲ့ပတ်သက်ပြီးကျွမ်းကျင်သူတယောက်ရဲ့သုံးသပ်ချက်ကစိတ်ဝင်စားစရာပါ။ तू ကဒါသာမန်တိုးတက်မှုမဟုတ်ဘူး။တော်လန်ရစ်တစ်ခုပဲ။ကောင်းကျိုးတွေအများကြီးရှိနိုင်တယ်လို့အလွဲသုံးစားလုပ်နိုင်ကြီးကလည်းအဲ့လောက်ကိုကျေပြန့်တယ်လို့ဆိုထားပါပဲကမ္ဘာလုံးဆိုင်ရာစိုးရိမ်မှုတွေထဲမှာအကြီးဆုံးကဏ္ဍကတော့သတင်းမှားတွေနဲ့ deepfake တွေပါပဲဒါကစိုးရိမ်မှုအလုံးရဲ့40%လောက်အထိရှိနေတယ်သူ့နောက်မှာတော့စီးပွားရေးလုပ်ငန်းတွေအစားထိုးခံရနိုင်ခြေက30%စောင့်ကြည့်ထောက်လှမ်းရေးတွေမှာအသုံးပြုလာနိုင်တာက20%နဲ့စီရိတ်ကစားတွေမှာအသုံးချခံရမှာကိုစိုးရိမ်မှုက10%အသီးသီးရှိနေကြပါတယ်ဒီ80ဆိုတဲ့ကိန်းဂဏန်းကတကယ်ကိုထိတ်လန့်စရာကောင်းပါတယ်ဆိုလိုတာက Open Claw ကိုသုံးပြီးလူတစ်ယောက်တကယ်ပြောနေတယ်လို့ထင်ရတဲ့ deepfake video အတူတွေကိုအရင်အထက်80ပိုမြန်မြန်ဖန်တီးနိုင်သွားတယ်ဆိုတဲ့သဘောပါဥပမာပြောရင်နိုင်ငံရေးသမားတစ်ယောက်မပြောတဲ့စကားကိုပြောသေးအောင်တောင်းဖို့နာမည်ကြီးတစ်ယောက်ရဲ့ပုံစံနဲ့ငွေလင်နာမျိုးတွေကအရင်အထက်80ပိုလွယ်ကူသွားနိုင်တယ်ဆိုတဲ့အတိတ်ပဲပါပဲစီးပွားရေးဘက်ကိုကြည့်မယ်ဆိုရင်အဓိကတက်ရောက်မှုရှိနိုင်တာကဖန်တီးမှုပိုင်းဆိုင်ရာအလုပ်တွေပါဥပမာကြော်ညာဒီဇိုင်းစာရေးတာလို့အလုပ်တွေပေါ့သူ့ရဲ့ခံမှန်းနိုင်စွမ်းကြောင့်ထောက်ပံ့ပို့ဆောင်ရေးနဲ့စီမံကိန်းရေးဆွဲခြင်းလောကနာဒီမှာလဲလူနေရာမှာအစားထိုးခံရနိုင်ကြီးများပါတယ်လက်နဲ့လုပ်ရတဲ့လုပ်ငန်းတွေကတော့လောလောဆယ်မှာအန်ဒီယန်နဲနေသေးတယ်လို့ဆိုနိုင်ပါတယ် Open Claw ဆိုတာတိကျပေါ်လာတာမျိုးမဟုတ်ပါဘူးဒါဟာပိုကြီးမားတဲ့နိုင်ငံတကာပြိုင်ဆိုင်မှုကြီးရဲ့တစ်စိတ်တစ်ပိုင်းပါအခု Open Claw ကိုကမ္ဘာ AI ပြိုင်ဆိုင်မှုဆိုတဲ့ပုံကြီးထဲမှာထည့်ပြီးကြည့်လိုက်ကြရအောင်ဒီ timeline ကိုကြည့်လိုက်ရင် AI ပြိုင်ပွဲကဘယ်လောက်ပြင်းထန်နေလဲမြင်နိုင်ပါတယ်2023မှာ American က GPT-4 ထုတ်တယ်2024မှာ Europa က Europa 1 ထုတ်တယ်2025မှာ American က Gemini 2.0 နဲ့ပြန်ချပေးတယ်အခု2026မှာတော့တရုတ်က Open Claw နဲ့ဒီပြိုင်ပွဲထဲကိုအရှင်အဟုန်နဲ့ဝင်လာခဲ့တာပါဒါကြောင့်အဓိကအချက်ကတော့လေးလာသုံးသက်သူတော်တော်များများက Open Claw ကိုအနောက်နိုင်ငံတွေရဲ့ AI တွေထက်အဓိကစွမ်းဆောင်ရည်တချို့မှာဒါလုံးပါတဲ့ပထမဆုံးတရုတ် AI model ထက်သတ်မှတ်နေကြတာပါပဲဒါဟာကမ္ဘာ AI အင်အားချင်းခွင့်ရကိုပြောင်းလဲသွားစေနိုင်တဲ့အရေးကြီးတဲ့အလဲပြောင်းတန်းတစ်ခုဖြစ်လာနိုင်ပါတယ်ကဲဒီအကြောင်းအရာတွေကိုခြုံငုံသုံးသပ်ပြီးပြီဆိုတော့ညီကုန်းချုပ်အနေနဲ့ရှေ့ဆက်ပြီးဘာတွေဖြစ်လာနိုင်မလဲဘယ်လိုအရေးကြီးတဲ့မိကုန်းတွေကိုစဉ်းစားတင်လဲဆိုတာကြည့်လိုက်ကြရအောင်
နောက်ဆုံးအနေနဲ့အားလုံးတက်စဉ်းစားစရာမေးခွန်းတစ်ခုခြံထားခဲ့ကြပါတယ်။ဤပညာရဲ့အရှင်ကဥပဒေနဲ့စီးမံနေတဲ့အမြဲတမ်းရှေ့ရောက်နေတဲ့အခါမှာဒီ AI ရဲ့ကောင်းကျိုးတွေကိုအပြည့်အဝတုံးချရင်းနဲ့သူ့ရဲ့ကြီးမားတဲ့အန္တရာယ်တွေကိုရှော့ချနိုင်ဖို့တဲ့တကွာလောကဘလို့ပူပေါင်းဆောင်ရွက်တွန်းကြမလဲ။ဒါဟာအနာဂတ်အတွက်အဖြစ်ရှာရမယ့်အလုံးအရေးကြီးတဲ့မေးခွန်းတစ်ခုပဲဖြစ်ပါတယ်